ငါတာလီနဲ့ဆက်သွယ်မရအောင်2လကျော်လောက်ရှိပြီကောက်စင်မပြေးပါမလားပြီးတော့ကင်းမမလားမသိပါဘူးအေးဒီတစ်ခေါက်ကသူငါ့ကိုဝယ်ခိုင်းတာပါလေအေးအဲ့ဒါလေဘာဆိုဘာမှမဝယ်ပြီးနိုင်ငါတာလီကိုထားဖို့မဲ့သူရှင်တိတ်ကောင်းပါပဲအိမ်မနေတော့စတာချင်းညကောနီးစိမ့်နေပါလားဒီကောင်ဖုန်းလေးပါလေးခေါ်ကြည့်ရမယ်ဖုန်းကလည်းမကိုက်မြန်ဘူးဘာတွေလုပ်နေလဲဖုန်းကဝင်ရတာနေဒီကောင်ဖုန်းထားပြီးပဲသွားနေတယ်။ဟောကြိုင်။ဟယ်လို။အေးတာဖုတ်ကနေကောင်းရလား။ဟောအတန်းမကြားရပြန်ဘူး။ဟယ်လိုအေးတာ။အေးဘယ်သူတော့ငါတာဖုတ်ခွာဖို့မဟုတ်ဘူးလား။အမိုးတာဖုတ်ခွာသမီးနဲ့အမိုးကိုထားသွားပြီအမိုးရဲ့ဘာလျှောက်ပြောနေရတော့မဟုတ်တိုင်းငါတော့ဖုန်းပြလိုက်စမ်းသမီးတကယ်ပြောတာဖိုးခွာမရှိတော့ဘူးပြီးခဲ့တဲ့တိုက်ပွဲတော့ဖိုးခွာကြည်စံမလုံလောက်တဲ့အတွက်ကြောင့်လို့ကြောက်ဆုံသွားခဲ့ရတာဟာဒီလိုကြည်စံလုံလောက်ရှိခဲ့မယ်ဆိုလို့ရှိရင်ဖိုးခွာလည်းအခုလိုဖြစ်ရမှာမဟုတ်ဘူးအမိုးရဲ့ဘာဒီလိုဖြစ်ဆိုမျိုးတွေကတော်လိုင်း၄နှစ်တာကာလအတွင်းမှာအမြဲတမ်းကြုံတွေ့နေကြတဲ့အဖြစ်တွေပဲဖြစ်ပါတယ်ဒီလိုဖြစ်ဆိုမျိုးတွေစက်မကြုံရဘူးတော်လည်းအမြန်ဆုံးအောင်မြင်စေခြင်းတဲ့အနေနဲ့ကျွန်တော်တို့ရဲ့စစ်ခွေးပြုတ်ဖို့အသီးထုတ်ဆိုတဲ့ campaign လေးမှာပါဝင်ကူညီပေးကြပါလို့တိုက်တွန်းနေပါတယ်